မေထက်လူရဲ့ခေါင်းတိုက်ကိုနဲ့မြန်မာအမျိုးသမီးအသင်းအနိုင်ရရှိ2025စီးကိန်းပြိုင်ပွဲရဲ့အမျိုးသမီးဘောလုံးအုပ်စုအဆင့်ပွဲစဉ်တွေကိုဒီနေ့ဆက်လက်ရှင်ပြိုင်ခဲ့ရမှာမြန်မာအသင်းကအုပ်စုအဖွင့်ပွဲမှာဖိလစ်ပိုင်အသင်းကို2-1နဲ့အနိုင်ရရှိခဲ့ပါတယ်။မြန်မာအသင်းဟာပထမပိုင်းမှာဝင်းသိန်းကြီးထွန်းရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပြီးမြဲဒုတိယပိုင်းမှာဖိလစ်ပိုင်အသင်းကတောက်လျှောက်ဖိကစားပြီးခြေပါကိုပြန်သွင်းနိုင်ခဲ့တာကြောင့်အမှတ်ခွဲယူရလူနီးပါးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းပြီးကန်ဒီမှာမြန်မာအသင်းတော်အနိုင်ကိုလူစားနဲ့ဝင်လာတဲ့မိထက်လူကသွင်းယူပေးခဲ့တာကြောင့်အဖွင့်ပွဲမှာအမှတ်ဖြစ်ရယူနိုင်ခဲ့တာပါ။ယနေ့ညနေ3:00နာရီခွဲအချိန်ကထိုင်းနိုင်ငံချွန်ပူရီမြို့ IPA ချွန်ပူရီစတေဒီယမ်၌ရှင်ပြိုင်ကစားခဲ့ကြတဲ့မြန်မာဖိလစ်ပိုင်မျိုးသမီးအသင်းပွဲစဉ်မှာပွဲပြီးဆုံးချိန်၌မြန်မာအသင်းကဖိလစ်ပိုင်အသင်းကို2-1နဲ့အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ပထမပိုင်းပွဲစချိန်4မိနစ်အတွင်းအသင်းကောင်းဆောင်ဝင်းသိန်းကြီးထွန်းကဦးဆောင်ကိုတကူသွင်းယူခဲ့ပြီးဒုတိယပိုင်းပွဲချိန်89မိနစ်မှာယုံရီလာရဲ့ဖြတ်တင်ပေါ်ကိုမိထက်လူကဒိုင်မင်ထိုးကောင်းတိုက်ပြီးအသင်းအတွက်အနိုင်ကိုလှလှပပသွင်းယူပေးခဲ့ပါတယ်။ပရိသတ်တူကလည်းဂျပန်နီးပြရဲ့အားနည်းချက်ကိုထောက်ပြရှာရင်စန်းတော်တော်နဲ့ခင်မမိုထွန်းကိုလူစားလဲတာနောက်ကြတယ်။သူတို့နှစ်ယောက်ကဒီပွဲမှာနာနေတာမိထက်လူနဲ့ဝင်းဝင်းကိုစောစောထဲရမှာတကယ်ဆိုရင်ကိုကပြတ်သက်နေနိုင်လောက်တယ်။ရုံးရီလိုင်းကိုလူစားလဲတာကတော့မှန်ပါတယ်။မိထက်လူဝင်းဝင်းတို့ရဲ့ physical ကတစ်ဖက်သင်းကိုရှင်နိုင်မှုမလွယ်ပေမဲ့ခေါင်းသုံးကစားတာမိုက်တယ်။ကိုးရဲ့လုံးစုံလူကတ်ထားတာကိုရအောင်ထွက်သွားတာဆိုပြီးပြောဆိုထားသလိုနောက်ထပ်ပရိသတ်တူကလည်းကောင်းတယ်အချိန်ကောင်းတဲ့ကိုဒီနှစ်ပိုင်းနေတဲ့မြန်မာအသင်းတွေတိုးတက်လာတာမြင်တွေ့ရတယ်။လူငယ်တွေရဲ့စိတ်ဓာတ်တွေကပြင်းပြနေတာပါ။ခေါင်းဆောင်သားကောင်းခဲ့ရင်ထုံတိုးဖို့တိုးတက်အောင်မှအားရတယ်။ခင်မာလာကလည်းကဘောလုံးငင်အောင်ထိန်းနေရှလွတ်ကဘေးလိုက်ကနေရှေ့တန်းပနတီအေရီယာတဲ့အနေတော်လန်းထည့်ပြီးတယ်။မေတ္တာလူကခေါင်းတိုက်ဖို့အဆင်သင့်ဆောင်နေတယ်။ဘဲဘက်ကနေအနိုင်ကိုသွင်းပြီးတယ်။လူစားလဲရမှန်းနေဖိလစ်ပိုင်ကမြန်နေမာတယ်။မြန်မာကဘောလုံးထိန်းတာသူတို့ထပ်ပိုကောင်းတယ်။ခက်မမပြောရချင်းမြန်မာအသင်းသူတို့ထပ်ပိုကောင်းလို့နိုင်တာပါ။တပွဲတဲ့ကိုကစားနေ3မျိုးထည့်သုံးထားတဲ့မဆန်းဆန်းသိန်းတို့ဦးကြည်လွင်တို့ဂျပန်ဆရာကြီးယူကီတို့ကိုလည်းကျေးဇူးတင်ရပါတယ်လို့ပရိသတ်သူကခုလိုပဲပြောကြားထားတာဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းဘက်ကလည်းခြေပါကိုတကူသွင်းယူခဲ့သည့်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာအဖွင့်ပွဲစဉ်တိုင်းမှာပဲအနိုင်ကစားပြခဲ့နိုင်သဖြင့်ပရိသတ်ရဲ့အားပေးမှုကိုတခဲနဲ့ရရှိထားပြီးဖြစ်ပါတယ်။စီးကိန်းပြိုင်ပွဲအတွက်မြန်မာအမျိုးသမီးအသင်းဟာအုပ်စုခါခွေးမှာဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှားအသင်းတို့နဲ့အတူကြာရောက်နေတာဖြစ်ပါတယ်။ဒီနေ့ပွဲကိုထိုင်းရောက်မြန်မာပရိသတ်တောင်းချီကွင်းထဲထိလာရောက်အားပေးခဲ့ကြကြောင်းသိရပါတယ်။